အားလုံးပဲမင်္ဂလာပါဖော်ဖော်အနန္တိမတ် channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဘလို့လဲမင်းညကပွဲအဆင်ပြေရလားအဆင်ပြေကြမှာထင်ပါတယ်ဒီနေ့မှလဲချန်ပီယံလိကိုပွဲကစားကြအောင်မှာဖြစ်ပါတယ်အစီအစဉ်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးလားဘလို့ရသေးဘူးဆိုရင်လဲ like and subscribe လေးလုပ်ပြီးဖို့မြေတားရက်ခံပါတယ်ပထမဆုံးအနေနဲ့သုံးသက်ခံမှန်းပေးမှာကတော့ဘင်ဖီကာအသင်းနဲ့နာပိုလီပွဲပဲဖြစ်ပါတယ်ဒီပွဲဟာဗဒုံနေ့ညကြာသပတေးနေ့မနေ့2နာရီခွဲမှာကစားမှာဖြစ်ပါတယ်အရှင်ဘင်ဖီကာဟာရမှတ်3မှတ်နဲ့အဆင့်31မှာရပ်တည်နေပြီးအဲ့ဒီနာပိုလီဟာလည်းရမှတ်9မှတ်နဲ့အဆင့်22မှာရပ်တည်နေတယ်ဒီပွဲမှာအရှင်ဘင်ဖီကာကသေ40ရှုံးဂိုးပေါင်းသေးနှလုံး60ရှုံးပေါက်တယ်အခုကျွန်တော်ဒီပွဲမှာဂိုးဘောကိုကျွန်တော်ရွေးချယ်ပါတယ်အရှင်ဘင်ဖီကာဟာချန်ပီယံလိပြိုင်ပွဲ9ပွဲကစားထားရမှာတပွဲနိုင်4ပွဲရှုံးနေထားတယ်အဲ့ဒီ9ပွဲမှာတိုက်စစ်က4ဂိုးသွင်းထားပြီးခန်းစစ်က10ဂိုးထိပြန်ပေးထားရတယ်ချန်ပီယံလိအင်ကွင်း2ပွဲကစားပြီးချိန်မှာလဲ2ပွဲလုံးရှုံးနေထားပြီးအင်ဝင်းနိုင်ပွဲမရရှိသေးဘူးအဲ့ဒီအင်ဝင်း2ပွဲမှာတိုက်စစ်က2ဂိုးသွင်းထားပြီးခန်းစစ်က4ဂိုးပေးထားရတယ်ဘင်ဖီကာ2-3ကွာတာဘက်ဘင်ဖီကာ0-1လီဗာပူးစင်ဆိုပြီးအင်ဝင်း2ပွဲလုံးရှုံးနေထားတယ်အဲ့ဒီနာပိုလီဟာလဲချန်ပီယံလိပြိုင်ပွဲ9ပွဲကစားထားရမှာ2ပွဲနိုင်1ပွဲတည်2ပွဲရှုံးနေထားတယ်ချန်ပီယံလိ9ပွဲမှာတိုက်စစ်က6ဂိုးသွင်းထားပြီးခန်းစစ်က9ဂိုးထိပြန်ပေးထားရတယ်ချန်ပီယံလိအဝေးကွင်း2ပွဲမှာလဲ2ပွဲလုံးရှုံးနေထားပြီးအဝေးကွင်းနိုင်ပွဲမရရှိသေးဘူးအဲ့ဒီအဝေးကွင်း2ပွဲမှာတိုက်စစ်က2ဂိုးသွင်းထားပြီးခန်းစစ်က10ဂိုးထိပြန်ပေးထားရတယ်မန်ချက်စတာစီးတီး 2-0 နာပိုလီ PSV 6-2 နာပိုလီဆိုပြီး2ပွဲရှုံးအဝေးကွင်းနိုင်ပွဲမရှိကစားထားတယ်အရှင်ဘင်ဖီကာကလည်းအင်ကွင်းရလက်မကောင်းတယ်လို့အဲ့ဒီနာပိုလီကလည်းအဝေးကွင်းရလက်မကောင်းပါဘူးနောက်တစ်ပွဲကကလပ်ဘရူးနဲ့အာဆင်နယ်ပွဲပဲဖြစ်ပါတယ်ဒီပွဲဟာလည်းကြာသပတေးနေ့မနေ့2နာရီခွဲမှာကစားမှာဖြစ်ပါတယ်အရှင်ကလပ်ဘရူးဟာရမှတ်4မှတ်နဲ့အဆင့်29မှာရပ်တည်နေပြီးအဲ့ဒီအာဆင်နယ်ဟာလည်းရမှတ်15မှတ်နဲ့ဇယားထိပ်အဆင့်1မှာဦးဆောင်နေတယ်အရှင်ကလပ်ဘရူးဟာချန်ပီယံလိပြိုင်ပွဲ9ပွဲကစားပြီးချိန်မှာတပွဲနိုင်တပွဲတည်3ပွဲရှုံးကစားထားပြီးအဲ့ဒီ9ပွဲမှာတိုက်စစ်က10ဂိုးသွင်းထားပြီးခန်းစစ်က73ဂိုးပေးထားရတယ်ချန်ပီယံလိအင်ဝင်း2ပွဲကစားပြီးချိန်မှာလဲတပွဲနိုင်တပွဲတည်အင်ဝင်းရှုံးပွဲမရှိကစားထားတယ်အဲ့ဒီအင်ဝင်း2ပွဲမှာတိုက်စစ်က9ဂိုးသွင်းထားပြီးခန်းစစ်က4ဂိုးပြန်ပေးထားရတယ်ကလပ်ဘရူး4-1မိုနာကိုကလပ်ဘရူး3-3ဘာစီလိုနာဆိုပြီးတပွဲနိုင်တပွဲတည်အင်ဝင်းရှုံးပွဲမရှိကစားထားတယ်အဲ့ဒီအာဆင်နယ်ဟာလဲချန်ပီယံလိ9ပွဲကစားထားပြီးချိန်မှာ9ပွဲနိုင်ရှုံးပွဲမရှိရာနှုန်းပြည့်နိုင်ထားတာတွေ့ရတယ်အဲ့ဒီ9ပွဲမှာအာဆင်နယ်တိုက်စစ်က14ဂိုးသွင်းထားပြီးခန်းစစ်က2ဂိုးသေးတာပြန်ပေးထားရတယ်ဂိုးကွာချချက် +30 ထွက်ထားပြီးအလုံးကောင်းတဲ့အာဆင်နယ်ဖြစ်နေတယ်အာဆင်နယ်ဟာချန်ပီယံလိအဝေးကွင်း2ပွဲကစားထားရမှာလဲ2ပွဲနိုင်ရှုံးပွဲမရှိကစားထားပြီးတိုက်စစ်က9ဂိုးသွင်းထားပြီးခန်းစစ်ကပေးဂိုးမရှိကစားထားတယ်ဘီဘာအို0-2အာဆင်နယ်ဆလာဗီယာဘလက်0-3အာဆင်နယ်ဆိုပြီး2ပွဲနိုင်ရှုံးပွဲမရှိကစားထားတယ်အဲ့ဒီချန်ပီယံလိအဝေးကွင်း2ပွဲလုံးမှာအာဆင်နယ်ကလင်းရှစ်ရခဲ့တယ်အခုဒီပွဲမှာအဲ့ဒီအာဆင်နယ်ကတလုံး90ရှုံးဂိုးပေါင်း3လုံး30နိုင်ပေါက်တယ်အခုအာဆင်နယ်ဒီပွဲမှာကလင်းရှစ်ရဖို့မလွယ်ဘူးအရှင်ကလပ်ဘရူးရဲ့ဂိုးသွင်းတာကိုခံရနိုင်တယ်အရှင်ကလပ်ဘရူးဟာမိုနာကိုကို4ဂိုးဘာစီလိုနာလိုအသင်းကြီးကိုတောင်3ဂိုးသွင်းထားပြီး3-3သေကစားထားတယ်အခုကျွန်တော်ဒီပွဲမှာဘော်ဒီမရွေးချယ်တော့ဘူးဂိုးအောင်ကိုပဲရွေးတော့မယ်ကျွန်တော်ဒီပွဲမှာလည်းကျွန်တော်ဂိုးဘော်ကိုပဲရွေးချယ်ပါတယ်နောက်တစ်ပွဲကဘီဘာအိုနဲ့လက်ရှိချန်ပီယံ PSG ပွဲပဲဖြစ်ပါတယ်အရှင်ဘီဘာအိုဟာရမှတ်4မှတ်နဲ့အဆင့်28မှာရပ်တည်နေပြီးအဲ့ဒီလက်ရှိချန်ပီယံ PSG ဟာလည်းရမှတ်12မှတ်နဲ့အဆင့်4မှာရပ်တည်နေတယ်အရှင်ဘီဘာအိုဟာချန်ပီယံလိပြိုင်ပွဲ9ပွဲကစားထားပြီးရမှာတပွဲနိုင်တပွဲတည်3ပွဲရှုံးထားပြီးတိုက်စစ်က4ဂိုးသွင်းထားပြီးခန်းစစ်က9ဂိုးပေးထားရတယ်ချန်ပီယံလိအင်ကွင်း2ပွဲမှာလဲတပွဲနိုင်တပွဲရှုံးအင်ကွင်းတိုက်စစ်က3ဂိုးသွင်းခန်းစစ်က3ဂိုးပြန်ပေးထားရတယ်ဘီဘာအို0-2အာဆင်နယ်ဘီဘာအို3-1ကွာရာဘက်ဆိုပြီးတပွဲနိုင်တပွဲရှုံးကစားထားတယ်အခုဒီပွဲမှာအဲ့ဒီ PSG ကတလုံး30နိုင်ဂိုးပေါင်း3လုံး90အနိုင်ပေါက်တယ်အခုကျွန်တော်ဒီပွဲမှာအဲ့ဒီ PSG နဲ့ဂိုးဘော်ကိုကျွန်တော်ကြိုက်ပါတယ်
အဲ့ဒါ PSG ကလည်းချန်ပီယံလိပြိုင်ပွဲ9ပွဲမှာ4ပွဲနိုင်1ပွဲရှုံးထားပြီးအဲ့ဒီ9ပွဲမှာတိုက်စစ်က19ဂိုးသွင်းထားပြီးခန်းစစ်က10ဂိုးအထိခွင့်ပြုထားရတယ်ချန်ပီယံလိအဝေးကွင်း2ပွဲမှာလည်း2ပွဲနိုင်ရှုံးပွဲမရှိကစားထားတယ်အဝေးကွင်း2ပွဲမှာ PSG တိုက်စစ်က9ဂိုးသွင်းထားပြီးခန်းစစ်က3ဂိုးပြန်ပေးထားရတယ်လီဗာပူးဆင်2-7 PSG ဘာစီလိုနာ1-2 PSG ဆိုပြီး2ပွဲနိုင်ရှုံးပွဲမရှိကစားထားတယ်ဒီနေ့ချန်ပီယံလိပြိုင်ပွဲမှာ PSG က19ဂိုးနဲ့ဂိုးများဆုံးသွင်းထားပြီးသူ့ရဲ့နောက်မှာဘိုင်ယန်မြူးနစ်ဒေါ်မွန်ဆိုပြီးအသီးသီးရပ်တည်နေကြတယ်နောက်တစ်ပွဲကရီယယ်မက်ဒရစ်နဲ့မန်ချက်စတာစီးပွဲဖြစ်ပါတယ်အရှင်ရီယယ်မက်ဒရစ်ဟာရမှတ်12မှတ်နဲ့အဆင့်6မှာရပ်တည်နေပြီးအဲ့ဒီမန်စီးတီးကလည်းရမှတ်10မှတ်နဲ့အဆင့်7မှာရပ်တည်နေတယ်အခုဒီပွဲမှာလက်ရှိပေါက်ကြီးကျွန်တော်ဒီဖိုင်လုပ်နေတဲ့အချိန်မှာဒဲပေါက်နေတယ်ဂိုးပေါင်းသေး340ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာကျွန်တော်ဂိုးအောက်ကိုကျွန်တော်ကြိုက်တယ်ဂိုးအောက်ကိုကျွန်တော်ရွေးချယ်တယ်အရှင်ရီယယ်မက်ဒရစ်ကချန်ပီယံလိပြိုင်ပွဲ9ပွဲကစားပြီးချိန်4ပွဲနိုင်1ပွဲရှုံးအဲ့ဒီ9ပွဲမှာတိုက်စစ်က12ဂိုးသွင်းထားပြီးခန်းစစ်က9ဂိုးပေးထားရတယ်ချန်ပီယံလိအင်ကွင်း2ပွဲမှာလည်း2ပွဲနိုင်ရှုံးပွဲမရှိကစားထားတယ်အဲ့ဒီ2ပွဲမှာရီယယ်မက်ဒရစ်တိုက်စစ်က3ဂိုးသွင်းထားပြီးခန်းစစ်က2ဂိုးပေးထားရတယ်ရီယယ်မက်ဒရစ်2-1မာဆေးရီယယ်မက်ဒရစ်1-0ဂျူဝင်တက်ဆိုပြီး2ပွဲနိုင်ရှုံးပွဲမရှိကစားထားတယ်အဲ့ဒီမန်စီးတီးကလည်းချန်ပီယံလိ9ပွဲကစားထားရမှာ3ပွဲနိုင်1ပွဲတည်1ပွဲရှုံးနေထားတယ်အဲ့ဒီ9ပွဲမှာမန်စီးတိုက်စစ်က10ဂိုးသွင်းထားပြီးခန်းစစ်က9ဂိုးပြန်ပေးထားရတယ်ချန်ပီယံလိအဝေးကွင်း2ပွဲမှာလည်း1ပွဲနိုင်1ပွဲတည်ရှုံးပွဲမရှိကစားထားပြီးအဲ့ဒီအဝေးကွင်း2ပွဲမှာမန်စီးတီးတိုက်စစ်က4ဂိုးသွင်းထားပြီးခန်းစစ်က2ဂိုးပြန်ပေးထားရတယ်မိုနာကို2-2မန်စီးတီးဗီလာရီယယ်0-2မန်စီးတီးဆိုပြီး1ပွဲနိုင်1ပွဲတည်ကစားထားတယ်နောက်တစ်ပွဲကဒေါ်မွန်နဲ့ဘိုလိုဂရင်ပွဲပဲဖြစ်ပါတယ်အရှင်ဒေါ်မွန်ဟာရမှတ်10မှတ်နဲ့အဆင့်10မှာရပ်တည်နေပြီးအဲ့ဒီဘိုလိုဂရင်ဟာလည်းရမှတ်2မှတ်နဲ့အဆင့်33မှာရပ်တည်နေတယ်အရှင်ဒေါ်မွန်ဟာချန်ပီယံလိ2ပွဲကစားပြီးချိန်မှာ2ပွဲနိုင်ရှုံးပွဲမရှိကစားထားပြီးအဲ့ဒီဘိုလိုဂရင်ဟာလည်းချန်ပီယံလိအဝေးကွင်း2ပွဲကစားပြီးချိန်မှာ1ပွဲတည်1ပွဲရှုံးနေထားတယ်အခုဒီပွဲမှာအရှင်ဒေါ်မွန်ကနှလုံး50အနိုင်ဂိုးပေါင်းသေး390ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာကျွန်တော်အေရှင်ဒေါ်မွန်ဘော်ယူကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကဗီလာရီယယ်နဲ့ကိုပင်ဟေဂင်ပွဲပဲဖြစ်ပါတယ်အေရှင်ဗီလာရီယယ်ဟာရမှတ်1မှတ်နဲ့အဆင့်34မှာရပ်တည်နေပြီးအဲ့ဒီကိုပင်ဟေဂင်ဟာလည်းရမှတ်4မှတ်နဲ့အဆင့်29မှာရပ်တည်နေတယ်အေရှင်ဗီလာရီယယ်ဟာချန်ပီယံလိအင်ကွင်း2ပွဲကစားပြီးချိန်မှာ1ပွဲတည်1ပွဲရှုံးထားပြီးအဲ့ဒီကိုပင်ဟေဂင်ဟာလည်းချန်ပီယံလိအဝေးကွင်း2ပွဲကစားပြီးချိန်မှာနိုင်ပွဲမရရှိပဲ2ပွဲလုံးရှုံးနေထားတာတွေ့ရတယ်အခုဒီပွဲမှာအေရှင်ဗီလာရီယယ်က150ရှုံးဂိုးပေါင်းသေး320နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာကျွန်တော်ဂိုးအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကလီဗာပူးဆင်နဲ့နယူကာဆယ်ပွဲဖြစ်ပါတယ်အေရှင်လီဗာပူးဆင်ဟာရမှတ်10မှတ်နဲ့အဆင့်20မှာရပ်တည်နေပြီးအဲ့ဒီနယူကာဆယ်ကလည်းရမှတ်9မှတ်နဲ့အဆင့်15မှာရပ်တည်နေတယ်အေရှင်လီဗာပူးဆင်ဟာချန်ပီယံလိအင်ကွင်း2ပွဲကစားပြီးချိန်မှာ1ပွဲတည်1ပွဲရှုံးနေထားပြီးအဲ့ဒီနယူကာဆယ်ကလည်းချန်ပီယံလိအဝေးကွင်း2ပွဲကစားပြီးချိန်မှာ1ပွဲနိုင်1ပွဲရှုံးနေထားတယ်အခုဒီပွဲမှာအဲ့ဒီနယူကာဆယ်က30ရှုံးဂိုးပေါင်းသေး340အနိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာအေရှင်လီဗာပူးဆင်ဘော်ဒီနဲ့ကျွန်တော်ဂိုးဘော်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကဂျူဝင်တက်နဲ့ပေါက်ဖို့ပွဲပဲဖြစ်ပါတယ်အေရှင်ဂျူဝင်တက်ဟာရမှတ်6မှတ်နဲ့အဆင့်23မှာရပ်တည်နေပြီးအဲ့ဒီပေါက်ဖို့ကလည်းရမှတ်6မှတ်ဂိုးကွာချချက်နဲ့အဆင့်24မှာရပ်တည်နေတယ်အေရှင်ဂျူဝင်တက်ဟာချန်ပီယံလိအင်ကွင်း2ပွဲကစားထားရမှာ2ပွဲတည်ကြထားပြီးအဲ့ဒီပေါက်ဖို့ကလည်းချန်ပီယံလိအဝေးကွင်း2ပွဲကစားထားရမှာ2ပွဲလုံးတည်ကြထားတွေ့ရတယ်အခုဒီပွဲမှာအေရှင်ဂျူဝင်တက်ကနှလုံး30ရှုံးဂိုးပေါင်းသေး340ရှုံးပေါက်တယ်ကျွန်တော်ဒီပွဲမှာကျွန်တော်ဂိုးအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်တစ်ပွဲကကွာတာဘက်နဲ့အေဂျက်ပွဲပဲဖြစ်ပါတယ်အရှင်ကွာဘက်ဟာရမှတ်9မှတ်နဲ့အဆင့်21မှာရပ်တည်နေပြီးအဲ့ဒီအေဂျက်ဟာလည်းရမှတ်1မှတ်မှမရရှိသေးပဲဇေယျအောက်ဆုံး36မှာရပ်တည်နေတယ်အရှင်ကွာဘက်ဟာချန်ပီယံလိအင်ကွင်း2ပွဲကစားပြီးချိန်မှာ1ပွဲနိုင်1ပွဲတည်ရှုံးပွဲမရှိကစားထားပြီးအဲ့ဒီအေဂျက်ဟာလည်းချန်ပီယံလိအဝေးကွင်း2ပွဲကစားပြီးချိန်မှာ2ပွဲလုံးရှုံးနေထားတယ်ဂ
ခုဒီပွဲမှာအေရှင်ကွာရာဘက်ကတေးအရှုံးပေါက်တယ်ဂိုးအောင်စီ3-3နိုင်ပေါက်တယ်ကျွန်တော်ဒီပွဲမှာကျွန်တော်အေရှင်ကွာရာဘက်နဲ့ကျွန်တော်ဂိုးအောက်ကိုကျွန်တော်ရွေးချယ်ပါတယ်အဆုံးအထိနားထောင်ပေးကြတဲ့တူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအရမ်းတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးရင်လည်း like and subscribe လုပ်ပြီးတော့မေတ္တာရပ်ခံပါတယ်မြန်မာပြည်အမြန်ဆုံးအေးချမ်းပါစေခုနှစ်ရက်သားသမီးများလည်းကျမ်းမာချမ်းသာကြပါစေအားလုံးအပေါင်းပြကြပါစေ